ကိုယ့်ရဲ့ဗီဒီယိုဆိုင်ကအများများတယ်ဘယ်လိုရှုံးမလဲအဲ့ဒါကဖြစ်နိုင်လို့လားအားလုံးပဲတာလီစားပါကျွန်တော်ကဒီနေ့မှာတော့ကိုယ့်ရဲ့ video story site ရှောင်းလေးကို share လုပ်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့မိတ်ဆွေမိသားစုတွေကို Viber Messenger Telegram တွေက video တွေကိုဆက်နေတယ်ဒါမှမဟုတ် Facebook Twitter တို့မှာကိုယ့်ရဲ့ video ကို post လုပ်ရှင်တယ်လုပ်ရှင်တာပဲဒါပေမဲ့ကိုယ့်ရဲ့ video story site ကအများများတယ်ဘယ်လိုရှုံးမလဲအဲ့ဒါကဖြစ်နိုင်လို့လားတကယ်ပဲဖြစ်နိုင်ပါတယ်ဒါမဲ့လောက်စားတော့တခုလိုပါတယ်ဗျ application တစ်ခုလေးကို download ဆက်ရမှာဖြစ်ပါတယ်ဘလို့ application ဆိုတော့ video တွေကိုကျွန်တော်တို့ compressor လုပ်နိုင်တဲ့ video တွေဖြစ်ပါတယ်ကျွန်တော်ကတော့ download လေးကိုပြပြသင်းမယ်ပြင်အဲ့ဒီ application ကိုဘယ်လိုအသုံးပြုရမလဲဆိုတော့အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဒါအပြင်အဲ့ဒီ application ရဲ့အစားနောက်ထပ်အသုံးဝင်ပြီးအသုံးများတဲ့ application 3ခုကိုပါကျွန်တော်နောက်ထပ်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ကြအောင်ပထမဆုံးအနေနဲ့ Play Store ဝင်ရဖြစ်ပါတယ် Play Store ဝင်ပြီးတော့ရောက်သွားပြီဆိုရင် search လေးမှာ video compressor ဆိုပြီးရတယ် search လုပ်လိုက်ပါတော့ဆိုရင်ရလာတဲ့ video compressor တွေကိုကျွန်တော်တို့ install လုပ်လိုက်ဖြစ်ပါတယ် install လုပ်ပြီးလိုက်ဆိုရင်ကျွန်တော်တို့ app လေးကို open လုပ်လိုက်ပါ open လုပ်ပြီးတော့ဆိုရင်ဒီကျွန်တော်ပြထားတဲ့ compress video အဲ compress video ကဘာပြောလဲဆိုတော့ video file စာအရန်ကြီးနေအရေးအသေးမပြတ်ဘဲနဲ့သေးတော့လို့ဖို့အတွက်သုံးတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ cut video ကဘာပြောလဲဆိုတော့ video ရဲ့မလိုအပ်တဲ့အပိုင်းတွေကိုဖြတ်တော့ဖို့သုံးတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ extract mp3 ကဘာပြောလဲဆိုတော့ video တွေကအတောင်ကိုပဲသီးသန့်ထုတ်ယူဖို့အသုံးတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ compress photo လဲ compress video နဲ့အတူတူပါပဲကိုယ့်ရဲ့ဓာတ်ပုံတွေက story site တွေအရင်ကြည့်နေပြီဆိုရင် show ဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကိုယ်မှရှိတဲ့ video တွေကတစ်ခုကို select လုပ်ရမှာပဲဖြစ်ပါတယ်select လုပ်ပြီးသားပြီဆိုရင်ဒီလိုလေးကျွန်တော်ကြားလိုက်မှာဖြစ်ပါတယ်ဒီလိုကြားလိုက်ပြီဆိုရင်ကျွန်တော်ပထမအဆုံးအနေနဲ့ compress video ကဘာပြောလဲဆိုတော့ကျွန်တော်ခုနကပြောသလိုပဲ video file တွေ site ဖို့အပိုင်းကိုသုံးရမှာဖြစ်ပါတယ် trim compress ဆိုတာကကျွန်တော်ဒီ video ကို video တွေကကျွန်တော်မလိုချင်တဲ့အပိုင်းကိုကျွန်တော်ဖြတ်ထုတ်လိုက်တာဖြစ်ပါတယ်ကျွန်တော်ဒီ extract mp3 ကိုခုနကပြောသလိုပဲကျွန်တော်တို့ဒီ video တွေကအတောင်ကိုပဲသီးသန့်ထုတ်ယူဖို့အသုံးပြုတာဖြစ်ပါတယ် fast forward ကကျွန်တော်တို့ဒီ video ကို 2 speed ထားမလား 1.5 speed ထားမလားကျွန်တော်တို့ထားရင်တလောက်ကျွန်တော်တို့ကိုသူချိုင်းတဲ့တလောက်ကျွန်တော်ထားလို့ရပါတယ်correction video ကို press လုပ်ပြီးသားပဲဆိုရင်ကျွန်တော်တို့ correction quality ဘိုင်းအောင်ဖြစ်ပါတယ်correction quality ကပြောလို့ဆိုတော့ video ရဲ့အရေးအသေး resolution ကိုရှော့ချပြီး file တွေကိုဥပမာ 5.44 MB ကနေ 350 MB ဝန်းကျင်အထိတက်တော့အောင်လုပ်နိုင်တယ်ကျွန်တော်တို့ဒီ site လေးတစ်ခုဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ high quality ကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ video ကို high မှာထားကျင်တာလားဥပမာဘယ်လောက် MB ဒီထားမှာလဲအဲ့လိုမျိုးပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ low quality ကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ video ကိုဒီ high quality တဲ့နိုင်တဲ့နေရာပဲထားမလားအဲ့လိုပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ constant ကဘာပြောလဲဆိုရင်ကိုယ်တိုင် resolution နဲ့ bit rate တွေကိုစိတ်ကြိုက်ချိန်ကြီးပြီး video file ကိုရှုံးနိုင်တာတွေကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ video ကို compress လုပ်မှာဖြစ်ပါတယ် compress လုပ်ပြီးလို့ဒီပိုင်းရောက်တော့ဆိုရင်ကိုယ့်ရဲ့ video လုပ်တာအောင်မြင်တော့ဖြစ်ပါတယ်အသုံးများပြီးအသုံးဝင်တဲ့ app 3ခုကတော့ Orange Panda Legion တွေပဲဖြစ်ပါတယ်အဆင်ပြေကြမယ်လို့ပြောလေးပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့နောက် video မှာအဆုံးပြရအောင်